သိတာပေါ့အမှန်ကဘာတွေသိတာလဲဆိုတော့အမှန်မြင်ခြင်း၄ချက်ရှိတယ်တဲ့ပထမအဦးဆုံးကလှုပ်တင်တာနဲ့မလှုပ်တင်တာကိုသိတာကုသိုလ်အကုသိုလ်ကိုသိတာကံတာလင်ကိုယ်ပိုင်ဥစ္စာဆိုတာကိုသိတာနောက်ဆုံးချက်ကတော့ဒီခန္ဓာကိုယ်ကြီးရလာတာဟာဒုက္ခသစ္စာသိတာနောက်ဆုံးချက်ကတော့ဒီခန္ဓာကိုယ်ကြီးရလာတာဟာဒုက္ခသစ္စာပဲဘာကြောင့်ရတာလဲတဏှာဆိုတဲ့သမုဒိယသစ္စာကြောင့်ရတယ်တဲ့မရခြင်းဘူးမလို့ခြင်းဘူးဆိုလို့ရှိရင်မရခြင်းမလို့ခြင်းတဲ့နေရာရှိလားရှိတယ်တဲ့နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ရှိတယ်ပေါ့ဘယ်လမ်းကသွားရမလဲမဂ္ဂသစ္စာဆိုတဲ့လမ်းကသွားရမယ်အဲ့ဒီလိုမျိုးအမှန်မြင်ခြင်း၄ချက်ကိုမှန်မှန်ကန်ကန်သိတာဟာတမ္မာဒိဋ္ဌိတဲ့ဒါဆိုရင်မှန်မှန်ကန်ကန်သိဖို့အတွက်ဆိုရင်မှန်မှန်ကန်ကန်တွေးတတ်ရမယ်တမ္မာသင်္ကပ္ပတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာလူတွေကမပြောခင်မှာအရင်ဆုံးတွေးတယ်ပေါ့နော်အဲ့အတွက်ကြောင့်တမ္မာဝါစာနဲ့တမ္မာသင်္ကပ္ပနဲ့ကတ်ထားတာပေါ့နော်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတွေးမယ်ပြောမယ်ပြီးရင်လုပ်မယ်တမ္မာကမ္မန္တအဲ့ဒီလိုမျိုးအမှန်မြင်တယ်အမှန်တွေးတယ်အမှန်ပြောပြီးတော့အမှန်လုပ်တဲ့လုပ်ငန်းမှန်သမျှဟာတမ္မာအာဇီဝပေါ့နော်တမ္မာအာဇီဝကြတယ်ပေါ့နော်အဲ့